သူဟာဘာကိုမှထိစရာမလိုပဲအော်တန်တစ်ချက်တည်းနဲ့ဘယ်သူမှမမြင်နိုင်တဲ့အနက်ရောင်အပေါက်တစ်ခုကိုဖန်တီးနိုင်ပါတယ်ဒီစွမ်းအားကမယုံနိုင်လောက်အောင်ပါပဲမှတ်တမ်းတွေအရရွာရဲ့ပထမဆုံးလက်ဆရာမာယုဂါမိမာဆာယိုရီဟာနှစ်ပေါင်းရာနဲ့ချီအသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရုပ်ရည်အစစ်အမှန်ကိုဘယ်သူမှမမြင်ဖူးကြပါဘူးသူ့အကြောင်းဒဏ္ဍာရီတွေဟာအေဒီ1564ခုနှစ်မှာစတင်ပေါ်ပေါက်ခဲ့တာပါနေစားကြီးတယောက်ဟာသူတို့ရွာရဲ့မြေကွက်ကိုမျက်စိကျခဲ့ပြီးအဲ့ဒီနေရာမှာခံတပ်တစ်ခုတိစောက်ချင်ခဲ့ပါတယ်ဒါပေမဲ့နမာယုရွာသားတို့အေကပူပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ခဲ့ကြပြီးနေစားကြီးစီကလာတဲ့တမန်ကိုတောင်တက်ပစ်ခဲ့ကြပါတယ်နေစားကြီးဟာမယုံနိုင်အောင်ဖြစ်သွားခဲ့ပါတယ်လူနှစ်ရလောက်ပဲရှိတဲ့ရွာလေးကသူ့ရဲ့အာဏာကိုတော်လှန်ရဲတယ်ဆိုတာကိုပါဒါကြောင့်သူဟာစစ်တီ3000နဲ့နမာယုရွာကိုချီတက်လာခဲ့ပါတယ်ဒါပေမဲ့ရွာထဲကနေတိုက်ခိုက်ဖို့ထွက်လာသူဟာ10ယောက်ပဲရှိတာကိုတွေ့လိုက်ရပါတယ်ဒါဟာရွာသားတွေကသူ့ကိုစော်ကားတာလို့သူထင်မြင်ခဲ့ပါတယ်ဒါကြောင့်စစ်တီ3000ကိုချက်ချင်းဝင်ရောက်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့နောက်ဆက်တွဲဖြစ်ပျက်လာတာတွေကသူ့ရဲ့အမြင်တွေကိုပြောင်းလဲသွားစေခဲ့ပါတယ်ခဏလေးတွင်းမှာပဲနေစားကြီးရဲ့စစ်တပ်ဟာဆူရှားတဲ့အလင်းနှန်းတွေအောက်မှာပျောက်ကွယ်သွားခဲ့ပါတယ်အလင်းနှန်းတွေပျောက်သွားတဲ့အခါမှာတော့မြေပြင်ပေါ်မှာစစ်တီတွေရဲ့အလောင်းတွေကိုပဲသူမြင်တွေ့လိုက်ရပါတယ်ရွာသားတွေရဲ့နှက်ဆွမ်းအားကဘယ်ကနေရောက်လာတာလဲမာယုဂါမိရွာမှာမျိုးဆက်အလိုက်လက်ဆင့်ကမ်းလာတဲ့ခုနှစ်ရက်မြောက်နေ့ပွဲတော်ဟာဒီနှက်ဆွမ်းအားနဲ့ပတ်သက်နေသလားဒီလိုအဖြစ်မရှိတဲ့ပု္ပ္ပစာတွေဟာတမိုင်းပညာရှင်တွေကိုနှစ်ပေါင်းရာနဲ့ချီပြန်ဒုက္ခပေးခဲ့ပါတယ်အချိန်တွေကုန်ဆုံးလာတာနဲ့အမျှရွာထဲမှာနှက်ဆွမ်းအားကိုဆက်ခံနိုင်သူတွေနေပါလာခဲ့ပါတယ်နှက်ဆွမ်းအားဘယ်ကလာတယ်လဲဆိုတာကိုလည်းနောက်လူတွေကမေ့လျော့လာကြပါတယ်ရွာထဲမှာနှက်ဆွမ်းအားကိုကိုးကွယ်ယုံကြည်မှုနဲ့တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ခုနှစ်ရက်မြောက်နေ့ပွဲတော်ပဲကြန့်ရှိပါတော့တယ်မှတ်တမ်းတွေအရရွာရဲ့ပထမဆုံးလက်ဆရာမာယုဂါမိမာဆာယိုရီဟာနှစ်ပေါင်းရာနဲ့ချီအသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရုပ်ရည်စစ်အမှန်ကိုဘယ်သူမှမမြင်ဘူးကြပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဦးခေါင်းတစ်ခုလုံးကိုအဝတ်ဖြူနဲ့ပတ်ထားလို့ပါသူ့ရဲ့ရုပ်ရည်ဟာအလွန်ပဲကြည်ရဆိုးတယ်လို့ပြောကြပါတယ်နဖူးပေါ်မှာလည်းမျက်စိတစ်လုံးရှိနေပါသေးတယ်ဒါပေမဲ့သူထုတ်လွှတ်တဲ့နှက်ဆွမ်းအားဟာတခြားသူတွေထက်အစပေါင်းများစွာတာလွန်ပါတယ်တမိုင်းပါမောက်ခတ်တယောက်ဟာမာယုဂါမိမာဆာယိုရီအကြောင်းကိုအသေးအတန်သူတေသနာလုပ်နေခဲ့ပါတယ်ဒါပေမဲ့မထင်မှတ်ပဲသူမာယုဂါမိရွာကိုရောက်ပြီးတပတ်အကြာမှာပဲသူဟာဒီလောကထဲကနေပျောက်ကွယ်သွားခဲ့ပါတယ်ပါမောက်ခတ်ရဲ့လက်ထောက်အေမီဟာចောင်းသားတွေနဲ့အတူပျောက်ဆုံးနေတဲ့ပါမောက်ခတ်ကိုလိုက်ရှာခဲ့ပါတယ်သူတို့မာယုဂါမိတောင်ပေါ်ကိုရောက်တဲ့အခါမှာတော့တောင်ထိပ်ပေါ်မှာတာမန်ကြောက်တုံးခုနှစ်တုံးကလွဲလို့ဘာမှမရှိတာကိုတွေ့လိုက်ရပါတယ်ဒဏ္ဍာရီတွေရဲ့မှာပြောသလိုထူးခြားဆန်းပြတာမျိုးမရှိပါဘူးဒါပေမဲ့ထက်မြက်တဲ့ចောင်းသားတယောက်ကတတိထားမိလိုက်ပါတယ်အနီးနားကတောင်ထိပ်ခုနှစ်ခုဟာနေဝင်ချိန်မှာနေရောင်ခြည်ကိုကွက်တိကာကွယ်ပေးနိုင်တာကိုပါတောင်ကြားတွေကခြိုင်ဝဲဟာလည်းနေရောင်ခြည်ကိုမာယုဂါမိတောင်ထိပ်ပေါ်ကိုရောက်အောင်လမ်းညွှန်ပေးနိုင်ပါတယ်အဲ့ဒီနေရောင်ခြည်ဟာကြောက်တုံးခုနှစ်တုံးပေါ်ကိုကွက်တိကြရောက်ပါဒါဟာတဘာဝတရားရဲ့ဖန်တီးမှုလားဒါမှမဟုတ်လူတွေကတမင်တကာလှုပ်ထားတာလားဒါပေမဲ့ဒါတွေကအရေးမကြီးတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ဟာဒေတာရင်းသတင်းစာထဲမှာတွေ့လိုက်ရလို့ပါမာယုဂါမိတောင်ကိုဖြိုဖျက်ပြီးအထက်မြင့်အဆောက်အုံတွေတိစောက်တော့မယ်ဆိုတာကိုပါဒါပေမဲ့တိတ်မကြခင်မှာပဲအဲ့ဒီစီမံကိန်းကိုတာဝန်ယူထားတဲ့အင်ချန်မြေသူထေးကြီးဟာအကြောင်းရင်းမရှိပဲတည်ဆုံးသွားခဲ့ပါတယ်ရဲတွေဟာသူ့ရဲ့ရုံးခန်းမှန်ပေါ်မှာဒေတာရင်းမှာပဲရှိတဲ့ထူးခြားတဲ့စက်ဝိုင်းပုံစံအမှတ်အသားကိုတွေ့လိုက်ရပါတယ်ဒါဟာနဲ့ခရီးကသူတို့ကိုတတိပေးလိုက်တာလားဒါကြောင့်ရိုးရာကိုထိန်းသိမ်းခြင်းတဲ့လူကြီးတွေဟာကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်အစိုးရရဲ့မာယုဂါမိတောင်စီမံကိန်းကိုအပြင်းထန်ကန့်ကွက်ခဲ့ကြပါတယ်ပါမောက်ခဟာရွာရဲ့တားမြစ်ချက်တွေကိုချိုးဖောက်ခဲ့လို့ရွာသားတွေကသူ့ကိုဖမ်းဆီးထားတာဖြစ်နိုင်တယ်လို့အေမီကတန်တရားဝင်လာပါတယ်ဒါကြောင့်ညဘက်ပွဲတော်ချင်းပတ်နေချိန်မှာចောင်းသားတွေနဲ့အတူတောင်ပေါ်ကိုတိတ်တဆိတ်တက်လာခဲ့ပါတယ်မထင်မှတ်ပဲထူးခြားတာတစ်ခုကိုတွေ့လိုက်ရပါတယ်ပွဲတော်ချင်းပတ်သူတွေကဂါထာမဏ္ဍန်တွေရွတ်ဆိုပြဤတဲ့နောက်မှာဆက်ဝိုင်းလယ်မှာလူတယောက်ရုတ်တရက်ပေါ်လာပါတယ်အဲ့ဒီလူရဲ့ဝတ်စားဆင်ရင်ပုံဟာတမိုင်းမတန်းတွေကမာယုဂါမိမာဆာယိုရီနဲ့တထေရတယ်တူညီနေပါတယ်ကျန်းကမာယုဂါမိမာဆာယိုရီဟာတကယ်ပဲနှစ်ပေါင်းရာနဲ့ချီအသက်ရှင်ခဲ့တာလားလို့မတင်ကဖြစ်နေပါတယ်ဒါဆိုရင်သူကအခုထိဘယ်လိုများအသက်ရှင်နေတာလဲမထင်မှတ်ပဲရွာသားတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်သူကခုနကမြင်ခဲ့တာတွေကိုဘယ်သူမှမပြောပါဘူးလို့ရွာသားတွေကိုကတိပေးလိုက်ရပါတယ်အဲ့ဒီတော့မှရွာသားတွေကသူ့ကိုလွတ်ပေးလိုက်ကြပါတယ်နောက်ရက်မှာတော့သူကចောင်းသားတွေကိုအိမ်ပြန်လွတ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ပါမောက်ခကိုဆက်ရှာဖို့ကတိတ်ကိုအနေအများမယ်လို့သူခံစားနေရလို့ပါဒါပေမဲ့ကြောင်းဒေသားတွေပြန်သွားပြီးတာနဲ့သူစိန်ဖုန်းနံပါတ်တစ်ခုစီကဖုန်းဝင်လာပါတယ်မထင်မှတ်ပဲအဲ့ဒါကပါမောက်ခစီကဖြစ်နေပါတယ်ပါမောက်ခကသူအခုမာယုဂါမိရွာမှာရှိနေတာကိုတောင်သိနေပါတယ်သူကပါမောက်ခကိုဘာတွေဖြစ်နေတာလဲလို့မေးမြန်းခဲ့ပါတယ်ပါမောက်ခကသူပြန်လာလို့မရတော့ကြောင်းပြောပါတယ်သူ့ရဲ့ဇနီးနဲ့ចောင်းကိုလည်းအကြောင်းကြားထားပြီးသားမို့သူ့အတွက်နဲ့ဒုက္ခမရောက်စေရဘူးလို့ဆိုပါတယ်သူကဒေတာခံအင်ချန်မြေသူတွေအသက်ခံရတဲ့ကိစ္စနဲ့ပါမောက်ခနဲ့ပတ်သက်နေသလားလို့မေးလိုက်ပါတယ်ပါမောက်ခကသူဘယ်တော့မှလူမတက်ဘူးလို့ကတိပေးခဲ့ပါတယ်ပြီးတော့သူ့ကိုတိုချိုကိုအမြန်ပြန်ဖို့တိုက်တွန်းခဲ့ပါတယ်ဒီနေရာကထင်ထားသလောက်မလုံခြုံဘူးလို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ဖုံးကျသွားပါတယ်ပါမောက်ခရဲ့အလောတကြီးပြောဆိုပုံကြောင့်ပါမောက်ခဟာအနီးနားမှာရှိနေပြီးသူ့ကိုစောင့်ကြည့်နေတာများလားလို့သူတန်တရားဝင်လာပါတယ်ဒါဟာဘယ်တော့မှရှိုးဝက်ချက်မပေါက်ကြားနိုင်တဲ့မျက်လက်စရာတယောက်လိုပါပဲသူကအနက်ရောင်ဘောလုံးလေးတစ်ခုကိုသုံးပြီးကြေးရုပ်တူကြီးရဲ့ခေါင်းကိုဖျက်ချလိုက်ပါတယ်တချို့ကတော့ဒါဟာမျက်လက်တစ်ခုပဲလို့ထင်ကြပါတယ်ကြေးရုပ်တူခေါင်းကိုကြိုတင်ဖျက်ထားတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဒါပေမဲ့နောက်ထပ်ပြသတဲ့မျက်လက်တွေမှာတော့ဘယ်လိုမှအဖြစ်ပြောစရာမရှိတော့ပါဘူးပါလို့လဲဆိုတော့ကောင်လေးသုံးနေတာကမျက်လက်မဟုတ်ပဲတကယ်မော်ပညာဖြစ်နေလို့ပါလေအဲမှာအနက်ရောင်ပေါက်လေးတွေကိုချက်ချင်းဖန်တီးနိုင်ပါတယ်အဲ့ဒီအပေါက်လေးတွေကဘယ်ရာနဲ့မဆိုထိတွေ့လိုက်တာနဲ့အဲ့ဒီရာရဲ့ထုထည်ကိုချက်ချင်းဆုပ်ယူသွားနိုင်ပါတယ်ဒါဟာသူတို့မိသားစုမှာမျိုးဆက်အလိုက်ဆက်ခံလာတဲ့ထူးခြားတဲ့စွမ်းအားဖြစ်ပြီးအခုတော့သူကဒါကိုဝန်းစာရှာတဲ့နေလန့်အဖြစ်သုံးနေပါတယ်ပရိသတ်တွေကတော့နန်ဝန်ကဒါကိုဘယ်လိုလုပ်လိုက်တာလဲဆိုတာလုံးဝမသိကြပါဘူးတင်ဆက်သူကဒီရှိုးဝက်ချက်ကိုဖွင့်ချလိုက်တဲ့အခါမှာတော့ပရိသတ်တွေအားလုံးစိတ်လှုပ်ရှားသွားကြပါတယ်ဘာလို့လဲဆိုတော့လူတိုင်းကဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်ကျင်ကြလို့ပါပွဲပြီးမှာတော့ကုမ္ပဏီပိုင်ရှင်ကလည်းတိတ်ကိုကျင်းနေနေပါတယ်တရက်တည်းနဲ့ပုံမှန်ထက်30ဆလောက်ပိုပြီးဝင်ငွေရခဲ့လို့ပါနန်ဝန်ကလည်းပြောနေပါတယ်ဘာလို့လဲဆိုတော့ဒီပွဲကနေရတဲ့ပိုက်ဆံကပုံမှန်လက်စာထက်အများကြီးပိုလို့ပါဒါပေမဲ့နန်ဝန်မသိတာကစွမ်းအားကိုအသုံးများလာတာနဲ့အမျှသူ့ရဲ့ခန္ဓာကိုယ်မှာလည်းပြောင်းလဲမှုတချို့ဖြစ်လာပါတယ်သူ့ရဲ့နဖူးပေါ်မှာရုတ်တရက်အဖူးတစ်ခုထွက်လာတာကိုတတိထားမိလိုက်ပါတယ်ဒါပေမဲ့သူကဂယုမဆိုင်ခဲ့ပါဘူးဝက်ချန်ထွက်တာလို့ပဲထင်နေခဲ့ပါတယ်နမေကြီးလာတာနဲ့အမျှသူ့ရဲ့ပွဲကိုလာကြည့်တဲ့သူတွေလည်းမပြတ်တော့ပါဘူးကျောင်းမာတောင်သူ့ကိုဝိုင်းအောင်ပြီးစွမ်းအားရဲ့ရှိုးဝက်ချက်ကိုမင်းမြန်းကြပါတယ်သူကအမှန်တိုင်းပြောပြဖို့စူးစမ်းပေမဲ့ဘယ်သူမှမယုံကြပါဘူးသူကပဲဒီစွမ်းအားကိုတယောက်တည်းတင်ထားချင်နေတယ်လို့ထင်နေကြပါတယ်ကျောင်းသူလေးတယောက်ကသူ့ကိုတစ်ဖက်ကိုခေါ်သွားပြီးကုမ္ပဏီမှာတိတ်တဆိတ်အတန်သွင်းထားတာကိုဖွင့်ပြပါတယ်အဲဒီတော့မှကုမ္ပဏီကသူ့
ရဲ့စွမ်းအားကိုတုံးပြီးလူတွေကိုလိန်ညာနေတာကိုသူသိလိုက်ရပါတယ်အရင်ကတော့သူကစင်ပေါ်မှာဖျော်ဖြေလို့ရတဲ့ပိုက်ဆံလိုပဲထင်ခဲ့တာပါအခုတော့ဒုံဝန်ကဘာလို့သူ့ကိုကောက်ချိနဲ့ဝေးဝေးမှနေဖို့ပြောခဲ့တာလဲဆိုတာသူနားလည်သွားပါပြီအခုအချိန်မှာသူကပိုက်ဆံတိတ်လို့အပ်နေပြီ